စိတ်ကိုအနိုင်ကျင့်ခြင်းတခါတလေရေးဘူးတယ် toxic family ကထွက်လာတဲ့သူတွေဟာ toxic relationship တွေမှာပိတ်မိနေတတ်တယ်ဆိုတာငယ်ငယ်ကလေးကချစ်ချင်းမြတ်တာဂရုစိုက်မှုတွေကိုမရခဲ့ဘူးရှာအောင်သူ့ဘက်ကပဲအမြဲအားထုတ်ခဲ့ရတယ်ဒီတော့တယောက်ယောက်ကများသူ့ကိုနှွေးထွေးမှုပြီးပြီဆိုပြည့်ယုံမိတတ်တယ်စဉ်းစားကြည့်ဘလောက်တောင်အန္တရာယ်များတဲ့အခြေအနေလဲဘလောက်တောင်လှည့်စားရလွယ်ကူလိုက်တယ်လေတစ်ဖက်လူကအနိုင်ကျင့်နေလဲအဲ့ဒါသူ့အမားလို့သူ့ဘက်ကလိုအပ်ချက်ရှိနေလို့သူကချစ်ခံရဖို့မထိုက်တန်သေးလို့ဒီလိုတွေမြင်နေတတ်တယ်မျိုးစုံနှိပ်စက်ပြီးမှနည်းနည်းကလေးချစ်ပြဂရုစိုက်ပြလိုက်ရင်လဲပြန်ပါသွားတတ်တယ်ကိုလေးစားမှုမရှိတော့တစ်ဖက်လူကဘလောက်နှိမ့်တဲ့နေရာမှာထားပါစေပြုံးမွေနေရောကျင်းနဲ့နေရောဒါပေမဲ့လူမရှိတာပြန်စရာအိမ်မရှိရလဲပါမယ်မိဘနဲ့ညီကိုမောင်နှမတိုက်တိုက်ဝန်းဝန်းနဲ့ရှိတဲ့လူတွေကမတော်တဆဒါမျိုးကြုံရင်တော့ရုံးထွက်ရလွယ်သေးတယ်ဘာမှတိုင်ပင်လို့မရတခုဆိုတာနဲ့အပြစ်တင်စကားအရင်ကြားရတဲ့မိဘမျိုးနဲ့ဆိုဖြစ်သမျှအကြောင်းအကောင်းလို့သာမှတ်ပြီးခါစီခံပြီးတော့ပဲပြန်စရာအိမ်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်ကိုသားကိုသမီးတွေကိုအရွေရောက်လာတဲ့အခါအဲ့ဒီလိုအစိတ်အတောက်ဆက်ဆံရမျိုးတဲ့ပိတ်မိမနေစေချင်ဘူးဆိုရင်ကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ပေးလိုက်ဖို့လိုအပ်ပါလိမ့်မယ်ကိုယ်တိုင်ကစိုးရွားတဲ့ငယ်ဘဝမျိုးရခဲ့တဲ့ဆိုဒါမျိုးကြုံတွေ့ရဖို့ဖြစ်နိုင်ရှေ့ပိုများတာကိုလည်းတတိချက်စေချင်တယ်ကောင်းတဲ့သူနဲ့တွေ့ပြီးစိတ်အနာတွေကျက်သွားရသူတွေရှိသလိုမကောင်းတဲ့သူနဲ့တွေ့ပြီးပိုဆိုးကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်ဘလို့ပဲဖြစ်ဖြစ်တစ်ဖက်လူအပေါ်မိခိုနေရတယ်ဆိုတာကကောင်းတဲ့ကိစ္စမဟုတ်ဘူးဒါကြောင့်ကိုယ်တည်းရကိုကူးစားဖို့အရေးကြီးဆုံးပါပဲတော်ပြောရရင်တတိနဲ့တတိပါကိုတတိထားမိရမယ်ကိုငယ်ဘဝအကြောင်းစိတ်တရားတွေအကြောင်းလက်ရှိကိုရနေတဲ့ relationship ရဲ့အနေအထားဒါတွေကိုအဝဲဖြစ်နေရမယ်ပြီးရင်ဒီအတိတ်ဆိုတွေကနေဒီတန်ရာတွေကနေလက်ရှိကြုံနေရတဲ့အစိတ်အတောက်ဆက်ဆံရေးကနေရုံးထွက်ရဲတဲ့တတိရှိရမယ်ကျွန်တော်တို့ဟာငယ်ဘဝရဲ့သားကောင်မဟုတ်သလိုစိတ်တရားတွေရဲ့အစီအစားခံလည်းမဟုတ်ပါဘူးလက်ရှိဘဝကိုဘယ်လိုရှင်းသနေထိုင်မလဲဆိုတာကိုလက်ထဲမှာပဲလုံရရှိနေပါတယ်တောင်တာဖြိုးတီဟာ